ကဲအားလုံးလက်ကုပ်တီးပေးပါ အောက်ကြရင်ကြည့်မလားနိုင်ရင်ကြည့်မလား နိုင်ပေါ်တယ် တော့ကြားတော့မှကြည့်မလေကျမညာလာကူညီလေး 1 2 3 ပေါ်လာတယ် 1 2 3 ဝါကဲလက်ကတာပြောအဲ့ဒီနိုင်ခဏချက်ပြီးတော့ ကာစမညနေပြသွားပြီ ဝါ ကြိုက်တာကုန်ယူလိုက်ပြီ ဟုတ်ပြီကြာ ဝါ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 ဒီကပတ်ရပြီအဲ့လိုမှဟာလေလူရဝါရန်လာတယ် ဒါဆိုရင်တော့ဒီနေ့အားလုံးကိုကျွန်တော်ထမင်းကျွေးရမယ် ပွဲ ရောက်ပါဘူးဗျာ ကြာရော ကဲဘယ်လိုဖွင့်လဲဖွင့်ပေးချပါဦး တော့တာမဖွင့်တတ်ဘူးအော်ဒါကိုနေကလာ မကတ်တာဘူးဖြုတ်လို့ရတယ်ကျွန်တော်လည်းခါမှမပတ်ဘူးစိတ်ရှိပါဘူး မပတ်ဘူးတဲ့ဟာ ဘုမပတ်ဘူးတဲ့ဥစ္စာလူလာပေးတယ် ဟုတ်တယ်ဆရာကျွန်တော်တော့မပတ်နိုင်ဘူးတော့ဆရာ မတူဘူးလေခင်ဗျာပတ်ဘူးတာဘူးကြတော့မယ် ကျွန်တော်မှဆရာလုံးဝခေါင်းမှထားအိတ်တာတော့ဆရာခံတောင်းလို့တခုခုကမှ အဲ့ဒီမှာဆိုအဲ့ဒါဝယ်ပြီးကြတဲ့လက်ကမချတော့ဘယ်တော့အဲ့ဒါပဲတဲ့တော့ ဟိုတေတော့မထားရဘူးဆရာ အခုဆရာမညာကအဲ့ဒါထားဖို့မိကတက်တာဝယ်လိုက်ပြီလေ ဝါ ဟုတ်တယ် လိုက် လေ ပြီတဲ့ ဒီနေ့လည်းရောက်လာတော့မှာ အချိန်ကြီးပေါ့ ဒီစီခုဘရောဇနီးမောင်နှံကအဲ့ဒီမိကတက်တာပါလာလူသွားတာ သုံးနိုင်မှာသုံးနိုင်မှာ တော့နိုင်မှာဟုတ်လား မရဘူးလား ခဏလေးအော်ရပြီ ကျမချင်းရောက်ပါစေ ကဲ ဆရာတနင်္ဂနွေနေ့တရားဟောလိုက်တာရှင်းရှင်းရောက်လာ ဆရာဟိုအဖြစ်မှာဆိုလို့ဆရာစိတ်မကောင်းဖြစ်နေတာ ဟုတ်လေသမင်းဝိုင်းနာမှာတိုင်းပြမစားရသလိုပါ ချက်မယ်ခဏလေး just လို့ရရှိတယ်ဒီအောင် show ရမယ်ဆရာ just လို့ရရှိတယ်ဆရာဆရာတော့လာကူညီပါ ဆရာကကိုကြီးတက်တယ် လာဘူးလာလုပ်တဲ့ ဆက်တော့ ဒီ adjust လို့လာ show မမဒီ အဲ့ဒါဆိုရင်တက်ပုံရိုက်တဲ့လူတွေပြတ်သွားပြီကတက်ပုံတက်ရိုက်ပါအောင် ရိုက်ပါရိုက်ပါ ဆက်ချင်တာရိုက်တယ် လာရိုက်ညာဟုတ်လား အဲ့တော့ adjust အဲ့ဟုတ်တယ်အဲ့တော့မှာ signalism ပြုတ်ပြုတ်ခတ် အဲ့က box ဘော ထဲ တယ် မှာမပါဘူးအဲ့ဒါ ပါမယ်ထင် အဲ့ ပါ ဒီ မယ် ထဲ လေ မှာပါတယ် box ထဲမှာပါတယ် 那新总控的机构，一地方个啥物事？ ဘောပင်ဘောပင် အဲ့ဒါခေါ်လာကျွန်တော်ရဲ့ Rolex Crazy ကိုဗီဒါဆိုတော့ကိုဗီဒါလက်ကျိုး adjust လုပ်တဲ့ခါလေးကျွန်တော်ဗီဒီယိုကို comment လုပ်နေတော့ဒီရာကျိုး adjust ရနည်းနည်းကြက်နေလို့ဒါဒီမှာဗမာချောင်းရတာအမဆန်လေးရရှိတယ် အဲ့တော့မလိုက်ရမှာ မပြီးတော့ဆွေးရတာဟုတ်တယ် မုံအဲ့အထက်ဟာ ဒီဟာမရပါတယ်ကျွန်တော်တို့တင်တယ် အဲ့တော့မမှာနော် အေးဘာနဲ့မရမှမသိ ဘာနဲ့မမှာ pin ပုံစံတစ်ခုခုရှိရင် သူတို့မှာတော့သူတို့စီမှာတော့ဟိုတနေ့ကပြတာတော့ဒီတိုင်းနဲ့မှားတယ်တော့ဟိုတနေ့က ဒီတိုင်းလက်နဲ့ပဲမလား ဟုတ်တယ်လက် ဟော နဲ့ မ မှား မ တယ် မကြည့်အဲ့လက်သေးလေးနဲ့မလားအေးလက်သေးကိုနဲ့မလားအဲ့ဒါလေးနော်ဟုတ်တယ်နော် ဟုတ်တယ်အဲ့ဒီနေရာမှာပဲမှာပဲမှာသူကဟာခိုင်းပြီးမှနည်းနည်းလေးရွှေ့လိုက်တာအဲ့ဒီ အော်ရပြီဟုတ်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 ပြီ attention ကိုပီတာရောက်လာပြီ ဟ
ဟုတ် ကျွန်တော်ဝဲရတော့မယ်ကိုဗစ်ဒါကျွန်တော်ဝဲရတော့မယ် ခုံယူတယ်တဲ့ အားလုံးရဝိုင်းဝန်း ကျွန်တော်တို့အမျိုးထဲမှာကွန်ပျူတာနဲ့ဆရာပဲပတ်ထားတာနော်ဒါ ဘာမျိုးတွေလဲ ခရစ်တော်ရဲ့အမျိုးတွေဟုတ်ပြီ thank you ကျွန် ကွန်ပျူ တော် တာ မမလဲ တန်နေပြီကိုဗစ်ဒါရဲ့ ဟုတ်ပြီ ဟိုဘက်ကချောင်းလိုက်မလဲ ချောင်းတယ် အာနည်းနည်းချောင်းနေပြန်ချက်လိုက် အဲ့ဒါရင်မှာဟုတ်ပြီ အကာဝန်ဒါဆောင်ထိုင်ပြေးရအောင်ကဲဘယ်မှာတမင်းစားမလဲရွှေကြောင်း အလဲ 在这你要说， ဝါကျူလေးပါတယ်ဗျာ 在这你要说那个你要讲嘛。谁都多你的可是路去帮忙。 ကစနိုတောင်းလို့လား ဘန်ဒါဘန်ရနဲ့ဘယ်လောက်ရှင်းရမလဲ တောင်းကတ်ပဲတောင်းကတ်အဘလည်းမလား Rolex ဆိုတော့ဆောမဟော့လောင်းနေမှာတန်တယ် ทำยังไง တောင်းဟောက်နေမှာရမယ် เช่นคนนี้ทำยังไงสักเช็คละ ဟုတ်တယ် นี่ทำยังไงล่ะสัก ခဏဟိုကညီမဒီကောင်ညီမမယ်ရပြီ ไอ้เบกี้ ဆရာမိုက်သွားပြီ အရာ မိုက်သွားပြီဆရာ เช็คคัดช่างไรเดียว ချက်ခတ် ไรนี่ครับ ဒီလိုတော့ရတော့မှာမဟုတ်ဘူးသူက 现在那A都没听。 ဆရာဒီဘက်တရားခေါ်တာဓာတ်ပုံနဲ့ပဲခေါ်တော့စိတ်မကောင်းဘူးဆရာပြီးတော့မနေ့ကဖုန်းစလာနန်းတို့ထွက်လာပြီလားဆိုတော့ကျွန်တော်ဆရာယုံကြည်ခြင်းကိုရက်လန့်တော့ ဒီနေ့ appointment တွေအားလုံးကိုဖြတ်ပြီးတော့လာ ဟုတ်တယ်ဆရာ ဝါအဲ့တော့ ကျွန်တော်တို့ဝင့်မလဲခြင်းအကြောင်း เบกี้ ဘုရားဟောလား ช่างเช็ดจะเลยเราไปนอน နိုင်ဆက်ကပွဲလို့ရမယ် คนป่วย စမညံတော့တယ် เดี๋ยวเดี๋ยวมาเลย စမညံလည်းမတော်ပါဘူးဆိုတော့စမနော် คาเลยว่า ခါလေးဝတ် 那没给到。 သူအိတ်ကလေးလို့ ဘာ ကျန် နာ တယ် ဘာနာနဲ့ စမ ဟုတ်ပါရလာ ဆရာရွေးလာပေးတာနော် ဟုတ်တယ် ဆရာကိုယ်တိုင်ရွေးလာပေးတာ အာနာလူနဲ့မလူပါဘူးမလူဘာလူနဲ့မလူနဲ့လူလို့ပြောတယ် လူလေး တရားဟောချက်တွေမှာပါပြီးပြီဆိုတော့နော်ဒါဆရာ ကဲဒီမနဲ့လာလာလာခဏလာချက်ပြောရနော် တော်ပဲ sorry ဆရာ ရဲမိုင်းဆုံး အယာကျွန်တော်လာလိုက် ဟောရလာတယ်ရ คาลาเลยไหม မိုက်တယ် ရလာတယ် ဒီကားတော့ ရလာ ဒီနေ့ဆက်တန်တော်လေးပေးတာ ဘေးအရှိမမချွေရဲမမတော်ချင်ဘေးအရှိမမချွေရဲ ကျွတ်လို့စမအိတ်ကနေတီးဝဲသွားလိုက်တော့ အဲ့ဒါ1500လား ဟုတ်တယ် အာဘောင်းပင်းနဲ့ပါတခါတည်းလိုက် ဘာမှမရှိအဲ့ဒီမှာမနေရှာတာ ဆောမမှာကျွန်တော်အရင်တော့ဝယ် စမကွက်တီလာစမ ဝက်တီမဝက်တီလာရရှစ်ခွဲနော် ဆရာရွေးလာပေးတာလား ရှစ်ခွဲ ဟုတ်တယ် 8.5 ချက်နေလားဆရာမ ကျွန်တော်ကရှစ် ဟော ဆရာရှစ် อ๋อ woman ယောက်ျားလေးနဲ့မိသမီးကတော့ အာ ไม่ดังเลย ဆရာဒီနေ့တော့လုံးဝ နော် ဆရာနဲ့ကိုရမ်းရှိသွားတယ် ဆရာရန်တန်ကို